はい、皆さん、こんにちは。ဒီနေ့မှာဆက်ပြီးတော့စနေတို့ကအမေနာの日本語一理ရဲ့အခန်း3မှာပါတဲ့ကုတုပါလေးတွေကိုဆက်ပြီးတော့လေ့လာကြမယ်နော်။ここ、ここဆိုရင်ဒီနေရာ、そこ、そこဆိုရင်ဟိုနေရာ、あそこ、あそこဆိုဟိုကနေရာ、どの、どこဆိုရင်ဘယ်နေရာပေါ့နော်။こちらဒီဘက်、そちらဟိုဘက်、あちらဟိုဘက်、どちらဆိုရင်ဘယ်ဘက်လဲဆိုပြီးတော့မေးတာဖြစ်ပါတယ်။第3課言葉ここそこあそこどここちらそちらあちらどちら教室、教室、サテンゲン、食堂、食堂、ထမင်းစားကန်、事務所、事務所、ရုံးကန်、会議室、会議室、အစည်းအဝေးခန်းမ、受付、受付、ဧည့်ကြိုကောင်တာ、lobby、lobby、ဧည့်သည်များနားနေတဲ့အခန်း、部屋、部屋、အခန်း、トイレ、トイレ、အိမ်သာ toilet ပြောတာပါနော်။お手洗い、お手洗い、သန့်စင်ခန်း、階段、階段、လှေကား、エレベーター、エレベーター、ဓာတ်လှေကား、エスカレーター、エスカレーター、စက်လှေကား。教室食堂事務所会議室受付ロビー部屋トイレお手洗い階段エレベーターエスカレータအခုနီအခုနီနိုင်ငံခိုင်ရှာခိုင်ရှာကုမ္ပဏီဥချီအိမ်မိမိရဲ့အိမ်ကိုရည်ညွှန်းပြီးတော့သုံးပါတယ်ဥချီအိမ်ဒန်ဝဒန်ဝဖုန်းခုတ်စ်ခုတ်စ်ဖနက်နကုတိုင်နကုတိုင်နကုတိုင်ဝိုင်ဝိုင်ဝိုင်တဘက်ခုတဘက်ခုစိလိဥရိပဥရိပအယောင်ကောင်တာအယောင်နေတာချိခချိခမြေအောက်ခိုင်ဂိုင်အစာအုပ်တွေရဲ့တစ်ထပ်နှစ်ထပ်ဆိုတဲ့အထက်ကိုဖော်ပြတဲ့နေရာမှာသုံးပါမယ်နန်ခိုင်နန်ခိုင်ဘယ်နှစ်ထပ်လဲအန်ဂျပန်ငွေကြေးယန်အန်イクラဘယ်လောက်လဲイクラ100 100စန်1000မန်1000お国会社うち電話靴ネクタイワインタバコ売り場地下階外何階円いくら100、1000、万すみませんတစ်စိတ်လောက်တစ်စုံတစ်ယောက်ကိုတို့ကလမ်းပြီးတော့ခေါ်တဲ့နေရာမှာသုံးမယ်すみませんでございますဖြစ်ပါတယ်ရှိပါတယ်ဆိုပြီးတော့ယဉ်ကျေးတဲ့အသုံးဖြစ်ပါတယ်でございますお見せてくださいကိုပြပေးပါお見せてくださいじゃあဒါဆိုရင်အဲ့လိုဆိုရင်何々をくださいပေးပါすみませんでございます見せてくださいじゃあくださいはいဒါဆိုရင်စစီတို့ကအခန်း3မှာပါတဲ့ခုတုပါလေးတွေကိုလေ့လာပြီးသွားပြီဖြစ်ပါတယ်နော်はいခုတုပါလေးတွေကိုဆက်ပြီးတော့ကြက်ထားပေးပါမယ်ရှင့်နောက်တစ်ပတ်မှာပြန်တွေ့ပါမယ်